ငလင်းမှာကျွန်တော်ဗီဒီယိုဖိုင်နှစ်ခုတွေ့တယ်ဘာသာရေးနဲ့ဆိုင်တဲ့ဗီဒီယိုဖိုင်နှစ်ခုပထမတစ်ခုကမစိုးရင်ကြောင်းတိုက်ကြီးဒူကျသွားတယ်မစိုးရင်ကြောင်းတိုက်ကြီးကိုပြန်ပြီးပြုတ်ပြင်မိမယ်ဆိုပြီးတော့ရှိတဲ့ပိုင်စင်ပေါ်စီပေါ့နော်ဖတ်တီးရတယ်ပြီးတော့စူပါအဗန်ဂျာကြီးပေါ့ဒါကနေတော့ထွက်လာပြီးတော့အဲ့မှာသူကကြီးရနေတဲ့အချိန်မှာဘေးနာဖုံးကြီးတစ်ပါးပြောဟာလုံးဝထင်ကြီးသွားပြီပေါ့ဒီဟာကြီးကိုပြင်ခွင့်ရလို့သူကလုံးဝဗျာတိမ်မောင်တသိန်းကုန်ပြီသူပြင်မယ်ဆိုတော့ဒါကြီးကပြင်ခွင့်ရတဲ့အတွက်လုံးဝသူကစူပါစတာဖြစ်သွားပြီနောင်ဘွားမှာဆိုလဲသူကတခြားမင်းနဲ့သူကလေပယ်လောက်အနေထားလောက်ရှိတခြားမင်းတော့သူကယာတုဖြုတ်မဲ့အနေထားမျိုးပေါ့နော်ပြောရတာမရှိတဲ့လူတွေငွေ3000မရှိတဲ့မှာငလင်အတွက်1500အဲ့လိုလှူဒန်းနေတဲ့လူတွေကြတော့သူတို့ကြတော့ခုသူမရအောင်လားမသိလို့မေးတာမစိုးရင်တောင်းတိုက်ပြင်မှာခုလိုရတာလားစကားဘာသာရေးဆရာတွေဒါဆရာတော်တွေဆိုတာကြည့်ပြောရကထားပါနောက်တစ်ခုစိတ်ကိန်းလားတိတော့လားဒေါ်ဆန်းကြီးလက်ထက်ရေးပေးဖြစ်တော့အာကျင်းနဲ့လေပြီးကျောင်းမှာဆိုလည်းအမြဲတမ်းလိုက်လွှင့်မှမိုက်တလုံးနဲ့ကလေးတွေဂျင်းထဲတဲ့လူပါပဲဖုန်းကြီးတို့ပြောရတယ်အခုတို့လည်းများတယ်သူကနေပြီးတော့ပောက်ကူတော့ငွေသိန်း100ပေးတာမစိုးရမဒူးစမ်းပါဘူးဒီကောင်တွေမဘာသာသူတို့ဖွဲ့စည်းခဲ့တာဒါသူတပည့်တွေပဲဒါပေမဲ့ဒီလိုမျိုးရဟန်းဝတ်တာတို့တာဖုန်းကြီးဖြစ်နေတယ်လို့ပောက်ကူတော့လို့ကောင်မျိုးကိုငွေသိန်း100ပေးတာဘလို့ပြောရမလဲကျွန်တော်ကိုယ်ဝင်နေတဲ့ဘာသာကိုကျွန်တော်ပြန်ဆန်းစစ်တင်နေပြီလို့တော့မှကျွန်တော်ထင်မိတယ်မလို့အတန်းနေရတယ်မလူသင့်ဘူးတကယ်လိုအပ်တဲ့လူကြပါဒါမျိုးတွေပြောရမယ်မလိုအပ်တဲ့ဖျားတွေရွှေချမယ်အစားလိုအပ်တဲ့ဆေးရုံတွေလှူဝေးပါလားမတင်ကြဘူးနှညတယ်နဲ့ဘုံကြီးဘာလုံးစရာရှိတယ်ငွေသိန်း1000ရှာတတ်တယ်ဘုံကြီးဆိုတော့လှူကြတယ်ဘာပဲလို့သူများတွေလှူထားတဲ့ပတ်စံလိုအပ်တဲ့နေရာတွေလှူရမှာလေကထားပါဗျာတို့ရင်လည်းဒီကြောင့်မရေခင်းကြတယ်လို့ဖြစ်နေမယ်ဖျားတဲ့တရကမှတွေဖြစ်မဲ့အစားနိုးလေလူအပ်နေတဲ့ဒေတာလေးတွေမှာစတင်ကြောင်းလေးတွေစောက်ပေးကြမလားမသွန်သင်ဘူးခုတို့လောက်တာပဲဘယ်အချိန်ဘယ်နေရာပဲဖြစ်လောက်တင်တယ်ဘာသာရေးကောင်းတောင်းတွေပြောတဲ့စကားအဲ့တော့ဘာဖြစ်လာတယ်ဘဒုတေငတေမိုင်ပီယောဆိုတဲ့ကောင်းနေငွေးလာကြတယ်လူဖြစ်လာကြတယ်ဘယ်နေရာမှာဘာဖြစ်ကောင်းတာလို့ဒါပဲဆိုပြီးတော့ညံမပါတဲ့အချိန်ကောင်းနားမလဲတဲ့တကူကောင်းသမားတွေပေါ်ထွက်လာကြတယ်တိုင်းပြည်ပြက်နေတာငါအလူတော့ပြီးအောင်လုံးဝမယ်ဆိုတဲ့အတွေးမျိုးတွေနဲ့ကောင်းတာလောက်တာပဲလေဆိုပြီးတော့ကြီးလေးငလင်လောက်ပြီးသူများတွေအားလုံးစိတ်ဒုက္ခရောက်နေကြမှာအရှိမဖြတ်ပြီးရှင်ပြုတ်ရဟန်းကနေဟိုးပွဲတွေလုံနေကြတာစဉ်းစားကြည့်လေကောင်းတာလောက်တာပဲလေဘာသာရေးကောင်းမှုတွေပေါ့အဲ့ဒါဘာသာရေးကကောင်းဆုံးပဲကောင်းတယ်အဲ့ဒီဘာသာရေးကိုတင် जा ပြသနေတဲ့ဘာသာရေးဆက်ရဆိုတဲ့လူတွေရဲ့ခေါ်အပြောတွေလေတိုင်းပြည်တပြည်လုံးပြက်လက်ငါလူတော့ပြီးအောင်လုပ်ရမယ်ငါဖျားဝဲတော့လူစီရမှာပေါ့ဒါမျိုးပေါ့ဒါကြီးကိုကောင်းတယ်ကုသိုလ်တွေအများကြီးရတာပေါ့ဒီမှာလူတွေစေးအောင်စေကံမရှိလို့ဒုက္ခရောက်နေလဲပြဿနာတက်နေပါလားဆိုမှဟိုမှာကြောင်းကြီးကိုသိမ်းမောင်းတသိန်းနဲ့လူမဲ့ရွှေကြောင်းတခါမှတွေဖြစ်ချင်နေကြတာလေခင်ဗျားတို့တွေ့ကြမှာပါအဆလွဲနေကြတာဗျဘာသာတရားကိုကိုးကွယ်တယ်ဆိုတော့ကျွန်တော်သိတယ်လို့တော့လမ်းမှန်ကမ်းမှန်အောင်လို့လမ်းညွှန်မှုအောက်မှာနေနေတဲ့သူတွေလမ်းမရှောက်နေတဲ့လူတွေသူတို့တွေကိုကျွန်တော်တို့ကနေပြီးတော့ကဲတင်နိုင်မှုအခုဟာငါတို့လည်းငါတို့ကြိုက်တာလုပ်မယ်ဆိုပြီးတော့လုပ်နေကြမယ်ဆိုရင်အခုဒီဘာသာတရားကိုကိုးကွယ်နေတာဘာအကျိုးရှိမှာလဲစဉ်းစားကြည့်လေဗျာဟိုလဲလူကဒီလဲလူကငွေလဲကုန်အတန်လဲပြာတဲ့ကိစ္စကြီးဖြစ်နေမှာဗောဗျာရိုင်းပြောရရင်ဗျာအခုနောက်ပိုင်းကဘာသာတရားကနေပြီးတော့လူလိုမသိတတ်တဲ့လူတွေအများကြီးမွေးလာတယ်လို့ဖြစ်လာတယ်အခုလက်ကြည့်တဲ့ပေါက်ကတော့လောက်ကောင်မျိုးပြည်သူစစ်တွေထောင်ပြီးတော့တက်တက်တွေတကားခါနဲ့ထားပါအဲ့ဒါတွေကတော့ကျွန်တော်တော်လိုင်းသမားဆိုဒီကောင်ဒါပြောတယ်လို့ပြောမယ်ရက်ခွက်တဲ့ဝကြည့်ခင်ဗျားတို့လေဘာသာရေးလောက်တာပဲလေအတန်ချက်ဆက်နဲ့တနေ့ကုန်ဘေးဒီအိမ်လေးနားမခံနိုင်အောင်ဖွင့်နေတာလေဘာသာရေးဘယ်သူမှတမပြောရဘူးဘာသာရေးလောက်နေတာဘာသာရေးပွဲတော့လေတောက်စားမှုရေးပျော်ပါမှာဒစ်စကိုတွေနဲ့ကလူငယ်တွေအများကြီးအဲ့လိုမျိုးဒစ်စကိုတွေနဲ့ကနေတဲ့လူငယ်တွေအများကြီးမွေးထုတ်တာလေဘာသာရေးခေါင်းဆောင်တွေကိုယ်တိုင်ကအောင်ဘာထူးလို့လေဗျာဘာသာရေးဝတ်စုံဝတ်လိုက်တာနဲ့ဘာတိတော့လားဖုန်ကြီးဝတ်စုံဝတ်လိုက်တာနဲ့တခါတည်းလူအဖြစ်ကနေပြီးတော့မြင့်သွားသလိုပဲသူတို့ကလုံးဝလူမဟုတ်တော့လုံးဝသူကလုံးဝဆရာကြီးပေါ့နော်အဲ့လူထက်ကိုမြင့်သွားတဲ့ဟာမျိုးတွေခံယူသွားကြတယ်ပြီးတော့လူထက်ပို့ပြီးတော့သူတို့တွေအခွင့်အရေးတွေလိုချင်တယ်နေရာထူးတွေလိုချင်တယ်ဥဖြပြအစားတောက်လိုချင်တယ်ကောင်းမင်းညုံးမင်းဆိုတဲ့ပစ္စည်းတွေသုံးချင်တယ်ဖြစ်ကုန်တကယ်ပဲဗျာ
တင်ကားတော့မှတသုံးဘယ်နှသိန်းဆိုတာအကန့်နဲ့ရှိသေးတယ်ကိုဆရာတို့ဘုံကြီးလောကမှာချော့တော့မတွက်နဲ့ကားတွေဆိုတဲ့တရား2စီး3စီးဟောမတွေ့လားကိုကြီးဆိုရင်ဘယ်ဘန်တလီမှစီးရတော့ပါတေသွားမယ်နော်အဲ့တော့လူတက်တဆင်းမြင့်တယ်လို့တွေးနေကြနေထိုင်နေကြတဲ့အခါကျနောက်ဆုံးလူလိုသူတို့မှမသိတော့လူတော့သူတော်တွေလည်းမဝင်ဆန်းတော့လူလိုသူလိုလည်းသူတို့မတွေးတတ်တော့ဘူးအခုမတွေးလားလူလိုသူလိုမတွေးတတ်လို့ပေါ့ဗျအဲ့တော့ဗျာရိုးရိုးလေးပြောရရင်ဗျာစာအုပ်ထဲမှာရေးထားတဲ့ကျမ်းဂန်တွေကိုအကုန်မှန်းလူလောကထဲမှာတကယ်ဖြစ်ပျက်နေတာတွေကိုအကုန်အမှားလို့ဆိုပြီးတော့လှိနေဓာတ်ထစ်အကုန်လုံးမှတ်ယူခေါ်လာစာတကြက်ပြီးတော့အဲ့တော့လူနဲ့လူပေါင်းဖွဲ့စည်းအတွက်ဘယ်ဟာတွေကအကျိုးရှိမဲ့ဟာတွေဘယ်ဟာတွေကယနေ့ခေတ်လူငယ်တွေအတွက်အကျိုးရုံမဲ့ဟာတွေတော့မတွေးတော့ဘူးမဆုံးဖြတ်မတင်ကြနိုင်တော့ဘူးတော့လူနဲ့လူပေါင်းဝင်ခြင်းကိုကျွန်တော်တို့တွေဘလောက်ပဲဖြတ်စည်းခဲ့ကျွန်တော်ဘာအမှားတွေပဲလုပ်ခဲ့ဗျာဟာငါအလှကြီးပေးလိုက်မယ်ငါဖျားတိတ်လိုက်မယ်ငါကြောင်းဆောက်လိုက်မယ်ဆိုရင်ဓာတုဝိုင်းခွန်နေကြပြီအားလုံးကလည်းဖျားတက်ကမှရေးပြောရတယ်ကျွန်တော်ဘာတွေပဲမှာခဲ့ကျွန်တော်တိုက်တာလို့အဆင်ပြေတယ်အများကြီးပဲလေတိုင်းပြည်မှာပြောင်းကြီးလေခိုးနေတဲ့ကောင်တွေဟုတ်တယ်လားမင်းအောင်နိုင်လို့တုံးတကယ်ကိုဒူးစရိုက်ကောင်လူယုံမှာကောင်ဖျားတွေတီလိုက်ဟာဒူဘာဖြစ်နေတာမင်းမရှိနဲ့တကယ်အမြင့်အမှုပညာရှင်တွေမှလည်းမတွေ့လားအခုဆိုရင်မြန်မာလူမျိုးတွေရဲ့စိတ်ဓာတ်ကိုအမှုပညာရှင်တွေဆိုကောင်းကောင်းသိတယ်တခုခုမားလာလို့ပြီးဝိုင်းဆေးပြီးဆိုရင်လှူကြပြီတန်းကြပြီအလှူပြကြပြီအဲ့ဒါမြန်မာလူမျိုးတွေဗျာအဲ့တော့ဗျာအဲ့လူနဲ့လူပတ်ဝန်းကျင်ကိုဘလောက်ပဲဖြတ်စီအလှူအတန်းပေးရင်တာတို့တွေဝိုင်းခေါ်ကြအောင်အဲ့ဒါတွေလည်းပြင်းအဲ့တော့ကျွန်တော်တို့ရိုးရိုးလေးပဲကျွန်တော်ဒါတွေတွေးကြည့်ပြီးတော့ဘာပြောရမှန်းတော့မသိတော့ဘူးအဲ့ဒါကြောင့်ဒီဟာလေးကိုလက်ပြောခြင်းဖြစ်ပါတယ်ကျွန်တော်တို့တကယ်ဘာသာရေးအစ်စ်တွေတကယ်ဘာသာရေးဆရာအစ်စ်တွေတန်ခါတော်အစ်စ်တွေဟောကြားမဲ့တရားတွေတည်ချာနာယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ဒီအခုလက်ရှိဖြစ်ပေါ်နေတဲ့စနစ်ဆိုကြီးတွေကထွက်တော့ကျွန်တော်တို့စနစ်ကောင်းတစ်ခုတည်ဆောက်နိုင်မှာဒီလိုပတ်ဝန်းကျင်တွေကောင်းလာမှာအခုဆိုပတ်ဝန်းကျင်ညာတော်တော်လေးကိုညှစ်ဆုပ်နေတယ်အဲ့ဒါတွေကျွန်တော်တတ်ရှင်းဖို့လိုပြီရောက်ပါပြီဗျာ